ဝဆိုတာစူးကြမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလုပ်လဲအပြစ်မလွတ်ဒီလိုလုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကံပြောခြင်းရပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်တခါယူမိုက်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီဆိုရင်မဟုတ်ရင်ဘာလုပ်ရမလဲသီးခံရမယ်ဟုတ်ရင်တော့ဘာလုပ်ရမလဲပြင်ရပါမယ်ပြင်ရမယ်ဒါကမကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးဟုတ်လားကဲကိုနားတဲ့ကိုကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လေရောက်လာဥမှာဟုတ်လားကိုကိုမျက်နှိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လည်းကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောလိမ့်မယ်အဲ့ဒါတွေကလည်းကိုယ်ရာပြောတာရှိမယ်ရှေ့တင်ပြောတာရှိမယ်ဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိခြင်းရှိမယ်မဟုတ်ဘဲနဲ့မြောက်ပြီးတော့ပြောတာလည်းရှိခြင်းရှိမယ်ဘယ်လိုပဲပြောကောင်းတာတွေပြောပြီးဆိုရင်တော့အဲ့ဒီစကားကနောက်ရှင်မှုပြီးတော့လိုက်မသွားဘူးလို့တယ်ဒီကမကြီးများမကောင်းတာတွေကိုမဟုတ်ဘဲနဲ့မြောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါပေမဲ့လူတွေကလည်းခက်တော့ခက်ကြီးဗျာကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေနေတာတဲ့ဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှာမဟုတ်ဘူးမြောက်တာလူ